င်္ဂလာပါဒီနေ့ကျွန်တော်ကတော့ကျွန်တော်ရဲ့တိတ်တာလှူရှာမှုကိုရှင်းပြသွားပေးပါမယ်ဖြစ်ပါတယ်ဗျာအားလုံးပဲကျွန်တော်လိုက်ကြည့်ကြပါဦးအချိန်မှာပဲကျွန်တော်စပင်းတကောက်ညှက်လိုက်ပါတယ်စပင်းအချောင်းလေးပေါ်တော့အောင်လို့ကျွန်တော်ပါပေးတယ်ဇက်ဆိုပြီးတော့ကျွန်တော်ပါပေးနေပါတယ်ပုံပေါ်တော့အောင်လို့ကျွန်တော်တို့ရနေဖြည်းဖြည်းချင်းတွေးမိပါတယ်အရှိကိုတစ်ချက်ကြည့်လိုက်မယ်အချိန်မှာပုံလေးကနည်းနည်းပေါ်လာပြီโอเคအမှညီမလေးနဲ့လက်ဖက်တဲ့ပုံလေးထွက်လာပါပြီဗျာမျက်နှာလေးပြီးတော့ကျွန်တော်တုတ်ပြီးတယ်အချိန်မှာအဲ့ဒီလောက်တော့နည်းနည်းလေးပြုံးနေပါတယ်အပြုံးလေးနဲ့ပေါ့နော်ကျွန်တော်တော့နောက်တစ်ယောက်ကိုစပင်လုပ်ပြီးမှဖြစ်တဲ့ကျွန်တော်ဆေးဆက်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ပရိသတ်တွေပေါ့โอเคအပြုံးလေးနဲ့သူတို့အားပြီးတော့ကျွန်တော်တို့မှဆေးကိုအပေါင်းမားထည့်ပါတယ်ဗျာโอเคဒီတကောင်တော့ကျွန်တော်စပင်ပါရမှာဖြစ်ပါတယ်ဗျာဘာမှမလုပ်ခင်ပါပဲကျွန်တော်စပင်လုံးညှက်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်အဲ့ဒီနဲ့ဟောပြောဒါပြောနေဟီတီဟာလေးရှောက်ပြောပြီးရင်းနေကြပါတယ်အချိန်မှာပဲကျွန်တော်နောက်တစ်ယောက်ဆက်ကန်ပါတယ်ဗျာယောက်ျားလေးကိုဖြူးဖြူးပြောအစင်လေးပေါ့နော်အချိန်မှာပဲကျွန်တော်ဒီအကိုကြီးကိုဒီစပင်းသုံးပေါ့အစင်ပြေပေါ့ဒါလည်းဘာညာတကောင်ပေါ့အားလုံးကပြီးကနေဖြစ်နေပါပြီကျွန်တော်အဲ့ဒီတွေကဒါကျွန်တော်ဆိုင်ရဲ့အကောင်းဆုံးစားပြီးပေါ့နော်ကောင်းတဲ့ပြုံးပြတော့မယ်အကိုကြီးနဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောနေကြတယ်ရင်းနှီးတော့ခဲ့ကြပါတယ်အားလုံးပြီးတော့ကျွန်တော်အခုကိုမန်လေးကြည့်ပြီးတော့ဟိုဘက်ကြည့်တဲ့ဒီဘက်ကြည့်လိုက်နဲ့အဲ့ဒီများရှိကြတာစဉ်းစားရင်းနဲ့ကိုစပင်ကလေးနဲ့ကြည့်နေဟိုဘက်ကြည့်တဲ့ဒီဘက်ကြည့်ပြန်လဲထွက်သွားခဲ့ဘာမှအားလုံး see you